အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာဖုန်းစကရင်သေးသေးလေးတွေကိုမျက်စိညောင်းအောင်ကြည့်နေရတာဒါမှမဟုတ်ကားလမ်းပိတ်လို့စိတ်ပြက်နေရတာတွေကိုအခုပဲခဏတော့မိထားလိုက်ကြရအောင်ဗျာဘာလို့လဲဆိုတော့ဒီနေ့မှာကျွန်တော်တို့လက်ထက်ကဖုန်းထက်အစာပေါင်းများစွာပိုကြီးတဲ့ဖုန်းတွေကားလမ်းပိတ်တာကိုဂယူးဆိုင်စရာမလိုတဲ့ကမ္ဘာအသေးဆုံးကားလေးတွေကနေအတန်ထက်တောင်ပိုမြန်တဲ့ကားကြီးတွေအထိတင်တိထားတာထက်ပိုစမ်းပြတဲ့နည်းပညာနဲ့ဆက်ဆက်ပစ္စည်း၅မျိုးအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အကြောင်းအရာလေးကိုမစခင်မှာကျွန်တော်ရဲ့ channel လေးကိုsubscribe လုပ်ရသေး subscribe လုပ်ထားပေးဖို့နဲ့ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့တောင်းဆိုပါရစေ။နံပါတ်1ကမ္ဘာအသေးဆုံးကားဖြစ်စံချိန်တင်ထားတာက PV50 ကားပဲဖြစ်ပါတယ်။ဒီကားကို1962ခုနှစ်မှာပြည်တိုင်နိုင်ငံကစီရယ်ကန်နယ်ဆိုသူကမျိုးရင်းရင်ရောပိတ်ဆို့မှုကိုဖြည့်ရှင်းဖို့တီထွင်ခဲ့တာပါ။အလဲ54လက်မပဲရှိပြီးလူတစ်ယောက်စီးနှင်းလို့ရပါတယ်။ထူးခြားတာကဒီကားလေးဟာအခုခေတ်မှာပါပြန်လဲထုတ်လုပ်နေပြီးလက်စီအင်ဂျင်နဲ့မကပဲလျှက်စစ်ပုံစံနဲ့ပါဝယ်လို့ရနေပါပြီ။ကိုဘာသာကိုအိမ်မှာတက်ဆင်ရတဲ့ကစ်ပုံစံမျိုးနဲ့ဆိုရင်မြန်မာငွေ300ကြီးရှိတဲ့ပြည်တိုင်ပေါင်1000ဝဲဝင်းကျင်အထိပေးရနိုင်ပါတယ်။ကားပါကင်မရှိမှလည်းစိတ်ပူစရာမလိုကားလမ်းပိတ်မှလည်းစိုးရိမ်စရာမလိုလို့ဒီကားလေးကိုဝယ်စီးဖို့အကြံပေးကြပါတယ်။အခုသတိထားရမှာကတော့ကားရထားတုံးတယောက်ကမပြီးခိုးသွားနိုင်လို့ပါပဲ။နံပါတ်2ကမ္ဘာအမြန်ဆုံး roller coasterကမ္ဘာအမြန်ဆုံး roller coaster ဖြစ်2010ခုနှစ်တည်းကစံချိန်တင်ထားတဲ့ Formula Rossa ပဲဖြစ်ပါတယ်။ဒါဟာဒူဘိုင်းနိုင်ငံအဘူဒါဘီက Feria World မှာရှိပါတယ်။ Formula 1ကားမောင်းရတဲ့အချိန်မျိုးရအောင် Intermin ကုမ္ပဏီကတည်ဆောက်ခဲ့တာပါ။သူက 4.9 စက္ကန့်အတွင်းမှာတနာရီကို240 ကီလိုမီတာနှုန်းအထိရောက်သွားတာဖြစ်လို့စီးတဲ့သူတွေဟာအချိန်တန်ကြောင့်မျက်လုံးကိုကာကွယ်ဖို့အတွက်အထူးမျက်မှန်တွေတောင်တပ်ဆင်ထားရပါတယ်။ဒီစံချိန်ကို2026အထိဘယ်သူမှမချိုးနိုင်သေးတာကိုကြည့်ရင်ဒါဟာဘယ်လောက်တောင်မြန်လဲဆိုတာခံမှန်းလို့ရနိုင်ပါတယ်။မရှိခင်မှာတော့အစားတောက်အများကြီးမစားထားဖို့ကြံပြပြစေ။နံပါတ်3ကမ္ဘာအကြီးဆုံး iPhone ဖုန်းတစ်လုံးကလူတစ်ယောက်ကျော်လောက်မြင့်နေဘယ်လိုလုပ်မလဲ။ဟုတ်ပါတယ်။ဒါကတော့အကြီးဆုံး iPhone အတူကြီးပါ။ဒီ iPhone ကြီးကို2023ခုနှစ်မှာ YouTuber Matthew Vin ကတီထွင်ခဲ့တာပါ။အမြင့်6.84ပဲရှိပြီးစကရင်ကိုတကယ်ထိတွေ့အသုံးပြုလို့ရပါတယ်။ Apple Pay နဲ့ပါပစ္စည်းဝယ်လို့ရတဲ့အထိအလုပ်လုပ်ပါတယ်။ရခင်က YouTuber ZHC တင်ထားတဲ့6ပေစံချိန်ကို Matthew က2023ခုနှစ်မှာတိတိကျကျချိုးလိုက်တာဖြစ်ပါတယ်။လက်ရှိမှာတော့ဒီ iPhone ကြီးကိုတီထွင်သူရဲ့စတူဒီယိုမှာထိန်းသိမ်းထားပါတယ်။ဖုန်းဆိုစကရင်ကြီးမှာကန်ကျင်သူတွေအတွက်ဒီဖုန်းကိုအသုံးပြုဖို့အကြံပေးပါရစေ။နံပါတ်4အကြီးဆုံးလူစည်းနိုင်သည့်စက်ရုံဂျပန်နိုင်ငံရဲ့အမိုက်စားတည်ထွင်မှုဖြစ်တဲ့မိုနိုနိုဖူစက်ရုပ်ကြီးပဲဖြစ်ပါတယ်။ဂျပန်လူမျိုးမဆာအာကီနာကုမိုကဂန်ဒန်ကာတွန်းတွေကိုလက်တွေ့ပုံဖော်ခြင်းလို့2018ခုနှစ်မှာတည်ဆောက်ခဲ့တာပါ။အမြင့်28ပေ6လက်မှရှိပြီးထူးခြားချက်ကတော့လူကိုယ်တိုင်အထက်မှာဝင်ထိုင်ပြီးလက်မောင်းတွေခြေထောက်တွေကိုထိန်းချုပ်မောင်းနေနိုင်တာပဲဖြစ်ပါတယ်။သူ့ရဲ့လက်မောင်းမှာလေပြားသုံးတနက်တက်လည်းပါဝင်ပါသေးတယ်။ဒါပေမဲ့တကူပဲရှိပါတယ်။ဒီစက်ရုပ်ကတော်တော်လေးနှေးပါတယ်။နံပါတ်5ကမ္ဘာမြေပြင်အမြန်ဆုံးကားအတန်တက်မြန်အောင်မောင်းနိုင်တဲ့ကမ္ဘာအမြန်ဆုံးကား True SSC ပဲဖြစ်ပါတယ်။1998ခုနှစ်မှာ Richard Nobel အဖွဲ့ကတည်ဆောက်ခဲ့တာဖြစ်ပြီးကုန်းလမ်းမပေါ်မှာတန်တက်မြန်တဲ့အချိန် Sound Barrier ကိုကျော်ဖြတ်နိုင်ခဲ့တာပါ။တနာရီကို963မိုင်နှုန်းအထိပြေးနိုင်ပါတယ်။တိုက်လေယာဉ်အင်ဂျင်လုံးတပ်ဆင်ထားတဲ့ဒီကားကြီးဟာကမ္ဘာပေါ်မှာတစ်စီးတည်းပဲရှိပါတယ်။ဒီစံချိန်ကို28နှစ်ကြာတဲ့အထိဘယ်ကမှမချိုးနိုင်သေးပဲအင်္ဂလန်ကကိုဗင်ထရီတေပို့ဆောင်ရေးပြတိုက်ထဲမှာဒီနေ့ချိန်ကြီးပြသထားပါတယ်။ကဲဒီနေ့တင်ဆက်ပေးခဲ့တဲ့စံချိန်တင်နည်းပညာတွေထဲမှာလူချင်းမင်းတို့အကြိုက်ဆုံးကဘယ်တစ်ခုဖြစ်မလဲ။နောက်ရက်တွေမှာလည်းအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ကမ္ဘာစံချိန်တွေအကြောင်းကိုတင်ဆက်ပေးသွားဦးမှာပါ။ဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်